ဒီနေ့မှာတော့အပြစ်အခတ်ရက်စဲရေးပြီးဆုံးသွားတဲ့နောက်ပိုင်းပိုပြီးအရှိန်မြင့်လာတဲ့အမေရိကန်နဲ့အီရန်တို့ရဲ့စစ်ရေးတင်းမာမှုအခြေအနေတွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ UAE နိုင်ငံရဲ့ Fujairah ရေနံစက်မှုရုံကိုအီရန်က drone နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်အကြီးအကျယ်မီးလောင်ကျွမ်းခဲ့ပြီးအိန္ဒိယနိုင်ငံသား3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ UAE အတွက်အရေးပါတဲ့ရေနံပိုက်လိုင်းတွေကိုပါထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။ဒါဟာအပြစ်အခတ်ရက်စဲရေးအပြေး UAE အပေါ်အီရန်ရဲ့ပထမဆုံးလက်သုံးပြန်မှုလို့ဆိုရမှာပါနောက်တစ်ချက်ကတော့ကမ္ဘာရေနံလမ်းကြောင်းအတွက်အသက်သွေးကြောဖြစ်တဲ့ဟော်မုန်းရေလက်ကြားဖြစ်ပါတယ်။အမေရိကန်ရဲ့ Project Freedom ရေတပ်စစ်စင်ရေးကိုတောင်းပြန်တဲ့အနေနဲ့အီရန်ကအဲ့ဒီရေလက်ကြားမှာရှိတဲ့ UAE နဲ့တောင်ကိုရီးယားဆက်နွယ်နေတဲ့တင်းဘောကိုပြစ်မှတ်ထားလာတာတွေ့ရပါတယ်။အီရန်ဘက်ကတော့အမေရိကန်စစ်တင်းဘောသစင်းကိုပါ drone နဲ့ပစ်ခတ်ထားခဲ့ပြီးလက်ပြန်သွားအောင်လုပ်နိုင်ခဲ့တယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့အမေရိကန်စစ်ဌာနချုပ်စန်တုံးကတော့အီရန်ရဲ့ပြောဆိုချက်ကိုပြင်းပြင်းထန်ထန်ငြင်းဆိုထားပါတယ်။ဘယ်အမေရိကသင်းပေါ်မှတိုက်ခိုက်မခံရတယ်လို့ပုံမှန်အတိုင်းစစ်စည်းတွေဆက်လုပ်နေတယ်လို့ဆိုပါတယ်။ဒါအပြင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်းအီရန်အနေနဲ့သာအမေရိကန်တင်းဘောတွေကိုဆက်ပြီးတိုက်ခိုက်လာမယ်ဆိုရင်တော့အပြင်းထန်ဆုံးစစ်ရေးအရာအရေးယူသွားမယ်လို့ပြင်းပြင်းထန်ထန်တတိပေးလိုက်ပါတယ်။တနင်္လာနေ့တုန်းကလည်းအီရန်ရဲ့အမြင့်နှုန်းမြင့်လီ9စင်းကိုအမေရိကန်ရေတပ်ကတားဆီးခဲ့ရတယ်လို့သိရပါတယ်။အခုအခြေအနေကိုကြည့်ရမယ်ဆိုရင်တော့ UAE အနေနဲ့ဟော်မုန်းရေလက်ကြားကိုဖြစ်စရာမလိုပဲကမ္ဘာဈေးကွက်ကိုရေနံတင်ပို့နိုင်ခဲ့တဲ့ Fujairah ဒေတာကိုအီရန်ကတမင်ရည်ရွယ်ပြီးပိတ်ဆို့တိုက်ခိုက်လာတာဖြစ်ပါတယ်။အခုဆိုရင်အမေရိကန်အနေနဲ့လည်းပါရှန်ပင်လယ်ကွေ့မှာရှိတဲ့တင်းဘောတွေကိုကာကွယ်ပေးနေရပြီးမကြာခင်မှာဟော်မုန်းရေလက်ကြားမှာပြင်းထန်တဲ့ရေချောင်းတိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတာကိုတော့စောင့်ကြည့်ရမယ့်အနေအထားမှာရှိနေပါတယ်။ကဲပရိသတ်တို့ကရောအမေရိကန်နဲ့အီရန်တို့ရဲ့အခုလိုတင်းမာမှုအပေါ်ဘယ်လိုမြင်ကြသလဲ comment မှာဝင်ရောက်ဆွေးနွေးသွားခဲ့ကြပါဦးနော်။ကျွန်တော်ကတော့ခန့်ပါ